မျိုးသမီးကသူ့တောင်းစားတစ်ယောက်ကိုမတော်တဆရေးမောက်မိသွားပါတယ်။သူမကချက်ချင်းပဲတောင်းပန်ခဲ့ပါတယ်။သူ့တောင်းစားကထီလက်မှတ်တစ်စောင်ထုတ်ပေးပြီးဒါနဲ့သမင်းတက်နဲ့လဲလို့ရမလားလို့မေးခဲ့ပါတယ်။မျိုးသမီးကသူ့ကိုတနာသွားပြီးစိတ်ကောင်းနှလုံးကောင်းနဲ့စားတော့ဆိုင်နဲ့ခေါ်သွားပေးခဲ့ပါတယ်။ပြီးတော့ဝန်ထမ်းကိုခောက်ဆွဲတပွဲလာပေးဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူ့တောင်းစားကတခြားစားစာတွေပါထပ်မှချင်းသေးတယ်လို့ပြောပါတယ်။ဒါကြောင့်မျိုးသမီးကအသားတပွဲထပ်ယူပေးခဲ့ပါတယ်။သူမအံ့ဩသွားရတာကသူ့တောင်းစားကအဲ့ဒါကိုလည်းအားမရသေးပါဘူး။သူမကိုလူမျိုးကနာမည်ကြီးကြီးပွဲတွေအကုန်လုံးတပွဲစီလာချပေးဖို့ပြောပါတယ်။တခြားဖောက်တယ်တွေကအံ့ဩကုန်ကြပြီးဒီသူတောင်းစားကလောဘကြီးလုံးတယ်လို့ပြောကြပါတယ်။ဒါပေမဲ့မျိုးသမီးကတော့စိတ်မဆိုးခဲ့ပါဘူး။သူတောင်းဆိုတဲ့အတိုင်းစပွဲအပြည့်ဟင်းပွဲတွေကိုယူပေးခဲ့ပါတယ်။ဒါတောင်မှသူတောင်းစားကမကျေနပ်သေးပဲအစင်းမြင့်ဝိုင်းပြီးတစ်ပလင်းမှထပ်တောင်းပါတယ်။စပူမှုကတော့ဆက်ပြီးတိမခံနိုင်တော့ပဲဒီလောဘကြီးနဲ့သူတောင်းစားကိုတင်ငန်းစာပေးဖို့လုပ်ပါတယ်။ဒါပေမဲ့မျိုးသမီးကသူ့ကိုတားလိုက်ပါတယ်။ဘေးနာကဆိုင်ပိုင်ရှင်ကတော့သူတောင်းစားတစ်ယောက်ကိုဒီလောက်ရဲရဲရောရောရှိပြီးစိတ်ကောင်းရှိလို့နဲ့မျိုးသမီးကိုတောင်းပြောင်းနေပါတယ်။ဒါပေမဲ့သူတို့မသိခဲ့တာကတော့ဒီသူတောင်းစားဟာတကယ်တော့တနတ်တိတိနဲ့မင်းက wealth ဖြစ်နေတာပါပဲ။နဲ့မင်းကလူတွေစိတ်ကောင်းရှိမရှိကိုလာရောက်စမ်းသပ်နေတာဖြစ်ပါတယ်။ဒီမျိုးသမီးတစ်ယောက်တည်းသာသူ့ကိုအဆအဆုံးစိတ်ကောင်းထားပြီးကူညီပေးခဲ့တာပါ။အစားအသောက်တွေစားပြီးတဲ့နောက်မှာသူတောင်းစားကအစားအစာတချို့ကိုပါဆယ်ထုတ်သွားခြင်းသေးတယ်လို့ပြောပါတယ်။မျိုးသမီးကလည်းထပ်ပြီးသဘောတူခဲ့ပါတယ်။မထွက်သွားခင်မှာသူတောင်းစားကအမျိုးသမီးကိုအထဲမှာအံ့ဩစရာတစ်ခုပါလိမ့်မယ်လို့ပြောပြီးကြီးလက်မှတ်တစ်စောင်ပေးခဲ့ပါတယ်။ဘေးကလူတွေကတော့ဒီသူတောင်းစားကိုလူလေးလိုပဲထင်နေကြပါတယ်။ဒါပေမဲ့အမျိုးသမီးကကြီးလက်မှတ်ကိုချစ်လိုက်တဲ့အခါမှာတော့